ซึ่งจะเดินทางไปขอเชิญ လေရင်က9နိုင်15ဆိုတော့ဒီလိုစောစောလေးတွားပါတယ်ဒုမောင်းကနေထွက်မှာပေါ့နော်ဒုမောင်းလေးစီကိုရောက်တွားပါပြီလေရင်ကြီးရောက်ပြီဆိုရင်ဒုံးစံအတိုင်းကိုယ့်ရဲ့လေရင်ကဘယ်ကိမှာချက်ကင်ရမလဲဆိုတာကိုတွားကြည့်ပါမယ်ဒီစီတော့အဲအေရှာနဲ့အခုဒီမှာချက်ကင်ဖို့စောင်းနေရပေါ့နော်ချက်ကင်ဖို့ luggage နှလုံးပါတယ်ပေါ့နော်ဒါပေမဲ့ luggage နှလုံးဆိုပြီးမြင်တယ်KG က28လောက်ပဲရှိရပါတော့ဒီစီရောကတဲ့အေရှာတကယ်ဝယ်တာပေါ့နော်သူကဒုံမာနေထွက်မယ်ပြီးလို့ရှိရင် direct flight ဖြစ်တယ်ပေါ့နော်ဈေးလည်းတက်ပါတယ် ဒီချေကျင်းပွင့်တယ်လို့ဆောင်းနေပါမယ်ဒီနေ့တော့စောရပေါ့နော်ဒီလိုလာအမေစောလေးလည်းကောင်းပါတယ်ဆိုတော့ဒီအရှိလောက်ကမှာလည်းပါတယ်ခုဆိုအထင်မှာဆိုဒီနေ့စောလေးလာလိုက်တာလေးရင်က4နိုင်နဲ့15မိနစ်စီရမှာပေါ့နော်ဒီစီတော့ဘန်ကောက်တုံမောင်းကနေပြီးတော့9နိုင်15ထွက်မယ်မာလီကို17:30ရောက်မယ်ပေါ့နော်ဆိုတဲ့ကြတော့အခုလေးရင်ပေါ်တက်မယ်လေကိုရောက်ပြီပေါ့နော်လေရင်ထွက်ဖို့စောင့်နေတယ်ခဏကြာကြည့်ဖို့စောင့်ခဏကြာစားတော့လေးပါစားမယ်ပိုက်စားလေးလို့ပိုက်ကစားမယ်စား ဘာမှမစား ဘာမှမပါတယ် ဒီမပါတယ်စား တော့မို့လို့ကြွေရလေ နိုင်ကြတော့မစားသွားကြတော့မညာ အခုပိုက်စားနေတကယ်ပိုက်စားနေ ဟုတ်ပါတယ်ဟုတ်ပါတယ် အဲ့ဒါချက်တော့လေ အနီမောဆိုတော့ခုံတယ်ပါ အဲ့ဒီမို့ရခေါ်ရမို့ပါဘူးတော်ရလေးခေါ်နေရအစ်ရောက်တော့နေရသေးဘာချီအခုကတော့စားတော့စားမချီရောက်ပြီပေါ့နော်ဘိုက်ကတော့တအားစားနေပြီမို့စားလိုက်ပါအောင်မယ် စားတော့နော်စားတော့မြည်တော့တဲ့ဘာမှမမြည်တော့နော် အခုဆိုလို့ရှိရင်မာလီစံတော်ချီမနေ့17ခွဲဖြစ်ပြီပေါ့နော်လေရင်စိုက်ပြီပေါ့နော်လေရင်လန်တဲ့လုပ်ပြီးတအားလာတယ်ပေါ့နော်လေရင်ဆဆဆင်းတဲ့နေရာနဲ့ဒီပင်ပင်ကန်ဆန်းနဲ့ကိုတွေ့လိုက်ရတဲ့မြင်ကွင်းကတော့အရန်လာပါတယ်လေရင်ကွင်းကနေထွက်တာနဲ့လေစိတ်ကိုရောက်ပါမယ်ပေါ့နော်လေစိတ်မှာပဲရှိသေးရေရတအားကြီးနေပေါ့နော်မြင်လို့သူများကန်းချီတွေထဲရေထဲမှာအကြီးစိုးလို့ပြောလို့ရတယ်နော် ဆရာမကြီးလောက်ဆက်လိုက်ပါ နောက်ပြီးတော့စပီကာနဲ့ပတ်သက်တော့ကျွန်တော်တို့တော့သူတို့က လေဆင်းနဲ့တဲမဲ့ resort ကိုကြတော့ speed boat ကမိနစ်20လောက်ပဲစီးရတာဖြစ်ပါတယ်ဟောတဲ့ချက်တွေပေါ့နော်ဒီချက်တွေခဏတော့ထိုင်စားပြီးသူတို့ကဝက်တဲ့ဂျယ်ရီအချက်တောက်တာ Van la camiseta la Sí, yo me llamo. Gracias. ဘာမှမလုပ်တာ Muy bien. Muy bien. ¿Qué es pollo fuerte? သူကဒါကို3940ပေါ့နော်ဒီလိုလာ3940ဆိုလို့ကိုဝတ်ထားတာ
သူတို့ဆက်ထွက်လာကလူမှန်တရားလို့သူတို့ဆက်ထွက်လာအဲ့ဒါမျိုးတရားတော့ပေါ့ 좀 더. ဘလို့ဒီလည်းမဖြစ်တော့ Palabra de Jesús. တောင်းလေးလိုက်တဲ့ 뭐 면에 뭐 이요. 아니 뭐 스페셜 야구가 ဒီလိုခြေပဲ 내가 상위로 6လအတွင်းပဲရတယ်ဒီက 저거 붙나요. ဘောဂစီဘူးလဲ 요 정말 가요. အခုဒီစလို့နေလိုက်တာစားပြီးပြီဆိုတော့သူတို့ကဒီစလို့ပို့လို့ထားတဲ့ sunset over water villa ကိုလိုက်ပို့ပေးပါတယ် ခုနဖယ်ရီနဲ့လာဖို့ခဲ့တယ်သူတို့ကကျတော့ကိုအိတ်တွေဒီတန်းမှာ ဒီစီလုံးကအခုလာတဲ့ခီးစဉ်က honeymoon ခီးစဉ်ဆိုပြီးသူတို့ inform လုပ်ထားတာပေါ့နော်အဲ့ဒီတော့သူတို့ကဒီအခန်းထဲမှာပေါ့နော်ဒီ wine တို့ chocolate တို့ဒီလို romantic scent နဲ့ bed decoration တွေသူတို့ထည့်ထားပြီးပေါ့နော်အဲဒီလိုမျိုးပြင်ဆင်ထားပြီးတော့ honeymoon လာမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရန်တစ်တော်တဲ့နေရာလေးပေါ့နော်နောက်တစ်ခုက honeymoon ဇနီးမောင်နှံလေးဆိုလို့ရှိရင်သူတို့စီမှာဒီညစာပေါ့နော်နှစ်ယောက်တည်း private စားလို့ရတယ်ဒင်နာတညကျင်းပပေးပြုလို့ပေါ့နော်အဲ့ဒီတို့ကိုသူတို့ကဒီခါလေး decoration လုပ်ထားပြီးသားbooking လုပ်ကမှာပေါ့နော်သူတို့ဘယ်နေ့ကိုဘယ်ညကိုစားခြင်းလဲဆိုပြီးတော့ဘယ်ချိန်စားခြင်းလဲသူတို့ inform လုပ်ထားပေးရပါတယ်ဒီဗီဒီယိုလေးကဒီစီရို Montif မှာဖြစ်တန်ခဲ့တဲ့ Day 1 ဗီဒီယိုလေးဖြစ်ပါတယ်။ဒီနေ့ပြန်ဒီတို့ကြရင်လည်းဒီစီရိုဘယ်တွေလျှောက်လဲမလဲဆိုတာလေးကိုတူတူလိုက်ကြည့်ပေးပါဦးနော်။တတား